ကဲဒီနေ့တော့ကျွန်တော်တငယ်ချင်းနေအိမ်လာလဲမှာမို့လို့မှွေးကြိုင်နေတဲ့တီးစုံပဲထမင်းနဲ့ကြက်သားဟင်းလေးချက်ကျွေးပြတယ်ဘတ်စမတီဆန်နဲ့ထောပတ်ကြောင်မှွေးကြိုင်ပြီးကော့ပြန်နေတဲ့ပဲထမင်းလေးဟာကြက်သားစီပြန်ဟင်းလေးနဲ့အရန်လိုက်ဖက်ပြီးစားလို့အရန်ကောင်းခဲ့ပါတယ်ကဲအရင်ဆုံးတညရေစိမ်ထားတဲ့ပဲကိုရေနွေးပွက်ပွက်စုထဲမှာထည့်ပြီးတော့မိနစ်20လောက်ပြုတ်ထားလိုက်မယ်ဘတ်စမတီဆန်1 kg ကိုကောင်းကောင်းရေဆေးတန့်စေမယ်ထောပတ်ရဲ့အမွှေးကြိုင်ရဲ့ကိုပြင်ဆင်ထားလိုက်မယ်အိုးပူလာပြီဆိုရင်ထောပတ်ထည့်မယ်ပြီးတော့ရင်အမွှေးကြိုင်တွေကိုထည့်မယ်အခုနကရေဆေးထားတဲ့ဘတ်စမတီဆန်ကိုထည့်မယ်တိတိကျကျမှုေမယ်နောက်တော့ခုနကပြုတ်ထားတဲ့ပဲကိုထည့်ပြီးတော့တိတိကျကျလေးတမအောင်ထပ်မှုေပေးလိုက်မယ်ပြီးရင်ထမင်းပေါင်းကိုလည်းပြောင်းထည့်မယ်စမ်း1 ကီလိုမို့ရေကို6ခွက်ခွဲထည့်တယ်အရသာအတွက်စားနဲ့အချိုမို့အနှဲငယ်ထည့်ပြီးပုံမှန်ထမင်းတည်တဲ့အတိုင်းတည်ထားလိုက်မယ်ဒါကပဲမုံလာဥနီနဲ့ပြာမှု3မျိုးပါတယ်ထောပတ်နဲ့ဒါမျိုးလေးနည်းနည်းရွှေရှောင်လုပ်လိုက်မယ်ကဲအခုဆိုရင်တော့ထမင်းကပြီးပါပြီတီးစုံတွေကိုတေချာရောမွေလို့ရအောင်2အိုးခွဲပြီးဒါမျိုးလေး mix လုပ်ပေးလိုက်မယ်โอเคဒါဆိုရင်အခုကြက်သားစချက်မယ်တန့်စင်ပြီးသားကြက်သားတွေကိုဒါကိုထည့်ပြီးတော့အရင်နယ်မယ်ပြီးရင်စနွေးမုံငုတ်တိမုံမဆလာငုတ်တိအကြက်မုံဘာညာရွှေရှောင်အကုန်ထည့်ပြီးတော့တမအောင်တေးသေးချာချာလေးနယ်ပြီးတော့ခဏနှက်ထားလိုက်မယ်ကျွန်တော်ကတော့ကြက်သွန်တစ်မျိုးတည်းသုံးတယ်ဒါမျိုးလေးတွေလှီးထားလိုက်မယ်โอเค ready ဖြစ်ပြီဆိုတော့စချက်မယ်အိုးပူလိုင်းစီထည့်မယ်ဟိုဒီနည်းနည်းရှိတ်မယ်ခုနကကြက်သွန်တွေကိုထည့်မယ်စနွေးမုံနည်းနည်းထည့်မယ်အမွှေးကြိုင်အတွက်ဒါထည့်မယ်ပြီးရင်အရောင်လေးအဆင့်ဆင့်ပြောင်းလာတဲ့အထိစောင့်မယ်ပြီးရင်ကြက်သားထည့်မယ်သေချာမှွေပြီးခဏထားပြီးရင်ကြက်သားရေမြုပ်တဲ့အထိရေထည့်မယ်ပြီးရင်အဖုံးပိတ်ပြီးမိနစ်20လောက်အရင်လွှတ်ထားလိုက်မယ်အခုနောက်ဆုံးရေခမ်းစီပြန်အသားနူးတဲ့အထိထားပြီးရင်တော့ပြီးပါပြီခင်ဗျာချက်စားကြည့်ပါအရန်ကောင်းပါတယ်